Hi guys, welcome to my blog ပါဒီနေ့ရဲ့ vlog လေးကတော့မမေအသက်20ရွယ်မှာစပြီးတော့ online shop လေးစလုပ်ပြတဲ့အကြောင်းကိုပြောပြပေးပါမယ်အသက်20ရွယ်မှာစလုပ်တာဖြစ်တဲ့အတွက်မမေမှာဘာပိုင်ဆိုင်မှလည်းမရှိသေးတဲ့အတွက်အရင်ကခက်ခဲခဲ့တယ်ပေါ့နော်မမေရဲ့ခွန်အားရင်းနဲ့ပဲစပြီးတော့လုပ်ခဲ့ရဖြစ်တဲ့အတွက်ခက်ခဲလည်းအများကြီးပါပဲဒါပေမဲ့ never give up ပါဘယ်တော့မှရှုံးမပေးပါနဲ့ဆက်လုပ်ပါမယ်ဆိုတော့ဘယ်နေဘလို့စလုပ်ရမလဲမသိဘူးဖြစ်နေရပေါ့နော်အဲ့တော့မမေဒီ channel လေးကိုစပြီးတော့လုပ်ဖို့စဉ်းစားမိရပေါ့နော်အဲ့တော့ဒီ channel လေးကိုစထောင်ပြပါတယ် channel လေးစထောင်တော့လေကန်ကောင်းတယ်ပေါ့နော်အဆင်ပြေတယ်အဲ့တော့စကားမစဲမမေရဲ့ channel လေးကို like and subscribe လုပ်ထားပေးပါအောင်နော်အဲ့တော့မမေရဲ့ channel လေးထဲမှာချီထိုးအိတ်ကလေးလေးရမယ်ပြီးတော့ birthday gift နဲ့ပတ်သက်တဲ့ဟာလေးလည်းရတယ်ပေါ့နော်အဲ့တော့မမေရဲ့ channel လေးမှာပြပြရွှင်ရွှင်ဈေးလိုက်ဝယ်ထွက်လဲဈေးဝယ်ထွက်လို့ရပါတယ်ပြီးတော့မမေရဲ့ channel လေးထဲမှာဆဲချပေးထားရလည်းရှိရပြီးတော့ giveaway လည်းပေးထားရပေါ့နော်အဲ့တော့မမေရဲ့ channel လေးကို highly recommend ပါခုမှစပြီးတော့လုပ်ငန်းလုပ်မဲ့လူငယ်လေး never give up ရှုံးမပေးပါနဲ့ဆက်လုပ်ကြပါဘယ်ရပဲဖြစ်ဖြစ်စူးစမ်းယူမှရမှာပေါ့နော်အဲ့တော့ရှုံးမပေးပါနဲ့ဘာပဲဖြစ်စူးစမ်းပါ Thanks for watching bye bye